Hello မင်္ဂလာပါຫນွေဒီနေ့ချစ်မိတ်ဆွေတို့ကိုဒီကျမ်းမာရေးနဲ့ညီညွတ်တဲ့ lotion လေးအကြောင်းကိုမိတ်ဆက်ပေးကြပါမယ်เนาะဒါလေးကညီမတို့ Focus Beauty Company ကထုတ်တဲ့ Up to Me Lavender Moisturizing Lotion လေးဖြစ်ပါတယ်เนาะရေဓာတ်ကိုအပြည့်အဝစွာဖြည့်ပေးတယ်အသားရည်ကိုစုပြီးပြီးတယ်အသား၆တဲ့သူတွေအသားကျန်းတဲ့သူတွေလိမ့်ရင်အဆင်ပြေတယ်ပေါ့เนาะပြီးရင်ညဘက်မှာဆိုလို့ရှိရင်ဒီ lotion လေးလူးပြီးအိပ်မယ်ဆိုလို့ရှိရင်နှစ်ချက်အိပ်ပြုံစေရပေါ့เนาะပြီးရင်ဒီကွန်ပျူတာအကြည့်များတဲ့သူတွေအထိုင်များတဲ့သူတွေဒီလိုဇက်ကြောတွေတက်တာတွေကိုလည်းတက်တာတယ်ဒီ lotion လေးကိုနေ့ဘက်မှာလိမ့်ပြီးမယ်ဆိုရင်စိတ်ကိုကြည်လင်ပြီးတော့ဒီကိုအကြောတက်တာတွေကိုတက်တာစေတယ်ပေါ့เนาะကွန်ပျူတာအကြည့်များတဲ့သူတွေအထိုင်များတဲ့သူတွေဆိုရင်အရင်အဆင်ပြေတယ်ပြီးတော့တခုကောင်းတာကသူကကျန်းမာရေးနဲ့အညီထုတ်လုပ်ထားတဲ့ကျန်းမာရေး lotion လေးเนาะနွေနွေလက်တွေ့ဆိုလို့ရှိရင်အိမ်မှာနွေနွေအကူဆိုရင်ဒီလိုနေရာမှာပေါ့နော်ရားနာကြီးဖြစ်တာဒီလောက်ရှိတယ်တပင်ကြီးအစဒီလိုတိတ်တိတ်လေးကနေဆေးတွေလိမ့်နေပြန်သွားတဲ့ရေတွေနဲ့ထိနေဒီလောက်ကြီးဖြစ်သွားတဲ့အနာကိုနွေနွေကဒီ lotion လေးလိမ့်ခိုင်းလိုက်တာပေါ့နော်အခုဒီ lotion လေးလိမ့်ခိုင်းလိုက်တဲ့ခါမှာတပတ်လောက်လိမ့်ပြီးတဲ့အချိန်မှာဒီအနာက6ပြီးတော့အကုန်ကွာကြတာပေါ့နော်နောက်ဆုံးဒီမှာအနာပေါက်ထားမှန်းတော့မသိရဘူးပေါ့နော်ဒီ lotion လေးရန်ကောင်းပါတယ်ပြီးတော့အိမ်ကအဖေအသက်86နှစ်ရှိတဲ့ဖေဖေကိုလည်းဒီခန္ဓာကိုယ်ရရားတာတွေတက်တာအောင်လို့ဆိုပြီးတော့ဒီ lotion လေးလိမ့်ခိုင်းတာပေါ့နော်အဲ့ဒါဖေဖေကခန္ဓာကိုယ်ရဲ့မုံမျက်နှာတွေပါလိမ့်နေတယ်လိမ့်တော့သူလူကြီးတွေဆိုတော့ဒီမှာအဆက်ပြောက်တွေထွက်တာမှဲ့ကြောက်တွေလိုမှဲ့နေလေးတွေလိုအဲ့လိုမျိုးတွေထွက်တာပေါ့နော်ဒီ lotion လေးလူလိုက်တာသူမျက်နှာကိုပြောင်သွားလို့မလို့သူသဘောကျတယ်ဒါလေးကိုအရင်သူသဘောကျတယ်ကုံသွားတာကိုမပြောဘူးနွေရောင်းမှန်းလဲသူမသိဘူးဒီတိုင်းသမီးကဝယ်ပြီးတယ်ဆိုကုံသွားတော့ဒီတိုင်းပဲနေရပါတော့အခုဒါလေးကသူအရင်ကောင်းတယ်ပြောတော့ဒီမှာသမီးစီမှာအများကြီးပဲဆိုပြီးတော့နောက်တစ်ခုသူ့ကိုထပ်ထုတ်ပေးထားရပါတော့လိမ့်လို့ဖေဖေအကြိုက်တာလိမ့်ဆိုပြီးတော့ပေးလိုက်တာပေါ့နော်ဒါလေးကတပူကို2000ပဲရှိရဲတမိသားစုလုံးသုံးလို့ရတယ်ခလေးကနေလူကြီးအထိပေါ့နော်အိမ်မှာဆိုရင်အခု6နှစ်8နှစ်သားနဲ့သမီးကိုလည်းခြေထောက်တွေမှာချင်းကိုက်တဲ့အဖူတွေဆိုရင်ဒါတွေလိမ့်ပြီးတယ်လိမ့်ပြီးတော့ချင်းကိုက်အဖူလေးတွေကကွာကျသွားတာအနေရွက်လည်းမကြံခဲ့ဘူးပေါ့နော်အရင်အဆင်ပြေတယ်ပြီးရင်သွေးစုနာလိုမျိုးအနာတောင်မှနော်အနာတွေအဲ့လိုမျိုးရားလို့ကုန်ရင်းနဲ့တနေရာထဲမှာသွေးစုနာအဲ့လိုအဖူကြီးတွေလုံးကြီးတွေဖြစ်တဲ့အနာပေါ့နော်ဒါအိမ်မှာလက်တွေတွေနော်အဲ့အနာကိုလည်းဒီ lotion လူးပေးလိုက်တာအင်္ဂလိပ်စေးလည်းမလိမ့်တော့ဘူးပေါ့နော်ဒီ lotion လေးလူးပေးလိုက်တာ4ရက်လောက်လိမ့်လိုက်တဲ့အချိန်မှာတိတိတာတာနဲ့အနာလည်းခြောက်သွားတယ်ပျောက်သွားတာပေါ့နော်ချက်ချင်းကိုပျောက်သွားတာပါဒါတကယ်နွေရဲ့လက်တွေပေါ့နော်အိမ်မှာမိသားစုထဲမှာလက်တွေတွေဒါလေးတွေကိုလာပြောပြပေးတာပါဒါက No Focus Beauty Company ကထုတ်တယ်ကိုရီးယားမိတ်ကလေးပေါ့နော် Up to Me Moisturizing Lotion လေးပါနော်သူကတပူးကို250မေးပါတယ်ပေါ့နော်ဈေးနှုန်းလေးက2000မှာနွေစီမှာလက်လီလက်ကဝယ်ယူအပ်ပေးနိုင်ပါတယ်10ဘွားကနေစပြီးလက်ကားစင်းနဲ့ပေးပါတယ်တပူးချင်းယူမယ်ဆိုရင်တော့ဈေးလေးက2000မှာရှင်ကျေးဇူးတင်ပါတယ်ဒါလေးလာပြောပြတာပါရှင်